အားလုံးပဲမင်္ဂလာပါရှင်ပန်ထိုနီလေးတစ်မျိုးထပ်ပြီးတော့မျှဝေပေးလိုက်ပါတယ်နော်ဒီအရွက်လေးကိုကျတော့ယူကလစ်ရွက်လို့ခေါ်ပါတယ်ယူကလစ်သုတ်ထိုးလို့လည်းခေါ်ပါတယ်ဒီအရွက်လေးတွေကဒီလိုအရှည်လိုက်လေးတွေကြောင့်မလို့ပုံဖော်လို့အဆင်ပြေတယ်ပေါ့နော်ကိုကြိုက်တဲ့အရွက်သုံးလို့ရပါတယ်နော်အဲဒီမှာအခုလိုပြထားတဲ့ပုံစံလေးတိုင်းပဲအရွက်လေးတွေကိုအရင်ဆုံးနေရာချလိုက်ပါမယ်အရင်တော့ဗီဒီယိုတွေမှာကပန်းကိုအရင်ဆုံးပုံဖော်တာပေါ့နော်ပန်းနဲ့အရင်လုပ်တယ်အခုတစ်ခါကျတော့ရွက်လေးကိုအရင်ဆုံးဒီလိုလေးပုံဖော်လိုက်ပါမယ်အဲ့မှာသုံးထားတဲ့ Oasis အစိမ်းလေးကကျတော့ရေစိမ်ပြီးတော့မှသုံးတာပေါ့နော်ပန်းအစစ်တွေဆိုရင်ရေစိမ်ပြီးတော့သုံးပါမယ်ပြီးတော့အောက်ကခံစရာမရှိလို့ရှိရင်အခုလိုမျိုးပြန်လေးခံပြီးတော့မှသုံးလို့ရပါတယ်အရွက်တွေကိုနေရာချပြီးသွားပြီဆိုလို့ရှိရင်ပန်းတွေကိုအရွက်အလိုက်အရွက်ထိထားတဲ့ပုံစံတိုင်းပဲလိုက်ထည့်မယ်ပေါ့နော်ပိုအလေးမှာသပွင့်ထည့်မယ်ပြီးတော့ဘေးဘက်ညာဘက်မှာအရွက်အပေါ်ကနေပြီးတော့မှသပွင့်စီလိုက်ထည့်ပါမယ်ပြီးတော့အရှေ့မှာသပွင့်ထည့်မယ်ပြီးတော့ရင်သပွင့်ချားမှာသပွင့်အဲ့လိုလေးလိုက်ထည့်ပါမယ်ဘေးဘက်မှာရောညာဘက်မှာရောအဲ့လိုလေးပဲလိုက်ထည့်ပါမယ်နော်ဗီဒီယိုအရင်ရှေ့တော့မှဆိုလို့နည်းနည်းလေးတော့မြန်ထားပေးရပေါ့နော်အဲ့ဒါကိုကြည့်လို့ကိုလိုက်လို့ရှိရင်တော့ပြပြလေးလိုက်လို့ချစ်ပါလွယ်ပါတယ်အရင်မခက်ပါဘူးเนาะအဲ့လိုလေနှစ်ပွင့်ချားတွေလိုက်ဖြစ်ပြီးပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာပေါ့နော်အဲ့ဒါရှေ့ကိုနည်းနည်းတိုးတော့နောက်ဆုံးလိုက်မယ်အဲ့ရှေ့မှာအရင်ဟာနေတော့ဒီပွင့်ထည့်လိုက်ပါမယ်ဒီပုံစံမှာလေပန်းတွေကိုအရှိညက်ပြီးတော့ထိုးဆရာမလို့တူလေးတွေညက်ပြီးတော့ထိုးရပါပြီเนาะဘေးတစ်ခုကတော့အရှိဆုံးဖြစ်ပါမယ်ခုလိုပြထားတဲ့အတိုင်းပဲဟာနေကြတဲ့မှာခြေပန်းလေးတွေလိုက်ထည့်လိုက်ပါမယ်ကိုစိတ်ကြိုက်ပေါ့เนาะလို့သုံးချင်တဲ့အရွက်ထည့်လေးရတယ်ခြေပန်းပန်းအသေးလေးတွေကနမပန်းအသေးလေးတွေထည့်ချင်လေးရပါတယ်ခုလိုလေးပြည့်အောင်ဖြည့်ပြီးသွားပြီဆိုရင်တော့ပြီးသွားပါပြီသူကတစ်ဖက်လာပဲမလို့အနောက်ဘက်ကတော့မလောက်ပေါ့နော်ဒီမဲ့ရှေ့ကနေကြည့်နော်လူလေးမြင်ရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ comment လေးပေးခဲ့ပါဦးနော်သဘောကျလို့ရှိရင်